အားလုံးပဲမင်္ဂလာပါကျွန်တော်ထမင်းစားမယ်ထမင်းနယ်ပြီးဒါကတော့ကျွန်တော်မှစီစဉ်တာတို့စရာဒီမိပါမယ်အနံပါမယ်အခွားပြီးပါမယ်ဟင်းကြည့်ဟင်းချိုးအပြင်မှာ share ပဲဒီမှာငပိရေဒီနေ့လှော်တာဗျာစဉ်းစားကြည့်အောင်ညွန်လိုက်တာလေကျမ်းမကြီးရတယ်မကောင်းဒီမှာခဲမပို့ထားတဲ့ငဖမ်းမငပိကောင်တော့စားလို့ကောင်းမယ်နဲ့တူတယ်တော့စားအောင်မယ်နေထားကိုရှိုးငါပြီးမှတစ်ပိုင်းထဲလိုက်ပြီးမှတစ်ပိုင်းထဲမိမကြီးကြီးတယ်ပြီးမှတစ်ပိုင်းအဲ့လေစားမယ်အမေအပြီးရအမေတို့မြန်မာပြည်ကနေထည့်ပေးလိုက်ရခေါင်းတယ်ချိုးနေတော့သူများတွေခေါ်နေဘောလဲငပြီးပေါ့ဒီနီးကြိုက်တယ်စားကြပါစားကြပါဟုတ်ပါ့အပြင်မရင်လည်းကောင်းတယ်တော့ချမ်းမလောက်တာနာမည်ကိုနေမလာလို့လားရှမ်းပြည်မှာလာလို့ရှမ်းဟင်းတော့စားတယ်ဒါပေမဲ့ဗမာဟင်းစားတော့ဘူးကြိုက်တယ်ဗမာလိုသိတယ်မဲ့ကျွန်တော်တို့ဗမာဟင်းစားကြတယ်ရှမ်းဟင်းကိုယ်တိုင်စားတာနော်ရှမ်းဟင်း100ရာခိုင်နှုန်းမှဆိုရင်ကျွန်တော်80ရာခိုင်နှုန်းလောက်ကျွန်တော်ရတယ်ချက်တယ်ဒါကျွန်တော်မစားဘူးကျွန်တော်ချက်တယ်ကျွန်တော်မစားဘူးမကောင်းလို့တော့မဟုတ်ကောင်းတယ်ဒါပေမဲ့ဘယ်ပြောရမလဲရှမ်းဟင်းမစားဘူးဗမာဟင်းပဲသဘောကျကျွန်တော်နေ့ကငပိရစားပြည့်သေးလားငပိရတော့အားကြတယ်နော်ညတော့ခါမှငါလုံကမှဘာဟင်းပဲချက်ကျွန်တော်ငပိရပဲအခါမှာတယ်မာကြီးကကြုံပြီးတယ်ဒါကျွန်တော်ချက်တာမဟုတ်ဒါပေမဲ့ဗမာဟင်းကောင်တော့ကျွန်တော်ချက်ရတယ်စားကြပါဦးဒီကခေါ်နော်ကြပါဦးခါတိုင်းတို့ကြာစုံရအစီမုံရငပိတာဟိုကအဲ့တိတ်မမြောင်တို့ကစားလို့ကောင်းတယ်မင်းတို့စားတော့ငပိရင်ကြိုက်တဲ့လူတွေတော့မသိကျွန်တော်တော့ငပိကြိုက်မြင်သည်ကြီးစုတွေအကုန်လုံးလဲဖော်လို့လေးလုပ်ပေးအောင်သမင်းစားတွေလည်းတင်မိမယ်မကြမ်းမကြငါခဲမပူတဲ့ငါဖမ်းမငါပြီးကောဒါကျွန်တော်တို့မှချက်တဲ့အပြင်မှာ
ဒါကဒီနေ့ငရုတ်တီညော့ခံပြီးတော့လောက်ထားတယ်ငပိရလည်းကောင်းတယ်ငပိကရွာပို့လိုက်တဲ့ငပိအပြင်မှာငပိပေါ့အစုံမဲ့အပြင်မှာအောင်ငစင်ရအကုန်လုံးပဲပေါ့ဒါကတို့စရာဒီနေ့နဲတယ်တို့စရာနဲလဲစားတယ်လေတော့တယောက်တည်းနေတာလေမမအားတော့